แต่คือดอสิบลูบากษายาเลเฮียขวยาเลยกเฮข้อเห็นอตากษอบาคาดอวาลูทเวอมุนีวอลสิบลูบาสิก็ตราดูดอเจ้าผู้ติดพาเลสถิโตเจ้าเลเฮียขวยาดีคนนี่ลอบาซายตมีปวาเลปวาขวยบาดอยตมีสิก็ปวาตุปวาเตปวาบาบาดอจะมีสิก็ปวาพโลลิซอสิจูบาอโคตาโลตุโลกาโออามาโลอามานี่ลอดูกระจะมีบาคาเลจากกระโซนี่ยากกระจุเลปากญอกลอตทอบาบายาบาอโควิตาสุนาเปเซยาดอกเลยกระจุเลปยอกลอนี่ตะกี้จีนี่หาจีโยกาเตญาเยตนิงนี่ leprosy Sunday ဖြစ်ပါတယ် leprosy Sunday ဆိုတော့ leprosy အကြောင်းတွေပဲကျွန်မတို့ပြောလိုပါတယ်အရင်ဆုံးကျွန်မကိုကျွန်မမိတ်ဆက်လိုပါတယ်ကျွန်မနာမည်က Rose လို့ခေါ်ပါတယ်ကျွန်မဟာအခုပြင်ဦးနယ်မှာနေထိုင်ပါတယ်ကျွန်မဟာသူနာပြုဆရာမတယောက်ဖြစ်ခဲ့ပါတယ်အခုချိန်မှာတော့အငိမ့်စားယူထားပြီးဖြစ်ပါတယ်ကျွန်မပထမဦးဆုံးကယားပြည်နယ်ဖားမြို့မှာ first posting ကြခဲ့ပါတယ်အဲ့ဒီမှာတစ်နှစ်ခွဲတာဝန်ထမ်းဆောင်ပြီးတဲ့နောက်မန္တလေးကိုကျွန်မပြန်ပြီး transfer တောင်းပြောင်းလာတဲ့အခါမှာကျွန်မဟာမန္တလေးကဒီဟိုပါပေါ့နော်အစိုးရအနာရောဂါအထူးကုဆေးရုံမှာတာဝန်ကျခဲ့ပါတယ်အစိုးရအနာရောဂါကုဆေးရုံလို့ပြောတဲ့အခါမှာဒီဆေးရုံရဲ့တမိုင်းချောင်းလေးနည်းနည်းလေးကျွန်မပြောလိုပါတယ်ဒီဆေးရုံဟာဆိုလို့ရှိရင်မန္တလေးမြို့အထွက်ပေါ့နော်မြို့အထွက်အေလန်ဒီအရှိဘက်မှာမန္တလေးမြို့သွားတဲ့လမ်းဘေးမှာတည်ရှိခဲ့ပါတယ်အဲ့ဒီဆေးရုံကို1890ခုနှစ်မှာပြင်သစ်ဘုန်းတော်ကြီးပေါ့နော် RC ဘုန်းတော်ကြီးတပါးဖြစ်တဲ့ Father Wehinger ဆိုသူကတည်ထောင်တာဖြစ်တယ်သူကမြန်မာနိုင်ငံကိုရောက်လာပြီးတော့မြန်မာအစိုးရစီမှာသူကဒီအနာရောဂါတွေကိုစောင့်ရှောက်လိုတယ်လို့သူတောင်းတဲ့ခါမှာအဲ့ဒီချိန်မှာအဲ့ဒီနေရာဟာဆိုလို့ရှိရင်မြို့နဲ့တော်တော်လှမ်းပြီးတော့မြို့ပြင်နေရာဖြစ်တဲ့အတွက်သူ့ကိုအဲ့ဒီနေရာမှာပေးလိုက်တယ်အဲ့ဒီချိန်မှာအဲ့ဒီ father ဟာအဲ့ဒီမှာသူဆောက်ပြီးတော့ဒီနိုင်ယောဂါကုဆေးရုံကိုတည်ထောင်ခဲ့ပါတယ်အဲ့တော့သူကပြင်သစ် mission နောက်ပြီးတော့ RC mission ဖြစ်ပါတယ် Roman Catholic mission ဖြစ်တဲ့အတွက်သူတို့ father တွေပြင်သစ်က father တွေ brother တွေလာတယ်ပြီးတော့ Italy က nuns ဒီတီလာရှင်တွေနော်လာပြီးတော့လူနာတွေကိုပြုစုဆောင်ရှောက်ကြပါတယ်နောက်ပြီးတော့သူတို့နဲ့မနီးမဝေးဖြစ်ပါတယ်အဲ့မှာဆရာကြီး John Wesley ကနေပြီးတော့တည်ထောင်ထားတဲ့ဆေးရုံဖြစ်တဲ့အတွက်လို့ Wesley Leprosy Hospital ဆိုပြီးတော့နာမည်တွင်ပါတယ်အဲ့တော့အဲ့ဆေးရုံနှစ်ရုံဟာအဲ့ဒီနားမှာဒီ mission ဆေးရုံအနေနဲ့အနာကြီးယောဂတွေကိုသူတို့ပြုစုဆောင်ရှောက်နေဒါပေမဲ့1966ခုနှစ်မှာဒီဆေးရုံနေုံစလုံးဟာပြည်သူပိုင်အသိမ်းခံရပါတယ်အစိုးရသိမ်းလိုက်ပြီးတဲ့အခါမှာဆေးရုံနေုံကိုပေါင်းပြီးဆေးရုံတရုံထဲဖြစ်အောင်လုပ်ခဲ့ပါတယ်အဲ့တော့ပြီးတဲ့ခါကျတော့အဲ့ဒီအချိန်မှာဆိုလို့ရှိရင်အဲ့ဒီဆေးရုံကပြည်သူပိုင်သိမ်းပြီးတဲ့အခါမှာသူဟာအစိုးရဆေးရုံဖြစ်သွားပါတယ်အခုက mission ဆေးရုံဖြစ်ပြီးတဲ့နောက်မှာအဲ့ဒီချိန်မှာအစိုးရအနာကြီးယောဂအထူးကုဆေးရုံဖြစ်လာပါတယ်အဲ့ဒီချိန်တုန်းကနိုင်ငံထဲမှာအစိုးရအနာရောဂါကုဆေးရုံ2ရုံရှိပါတယ်တရုံကတော့မန္တလေးမှာဖြစ်ပြီးနောက်တရုံကတော့ရန်ကုန်ထောက်ကျက်မှာဖြစ်ပါတယ်ဒါ1986ခုနှစ်မှာရန်ကုန်ထောက်ကျဆေးရုံကိုဖျက်သိမ်းလိုက်တယ်ဖျက်သိမ်းပြီးတော့လူနာတချို့ကိုမန္တလေးအနာရေးဆေးရုံကိုပို့လိုက်တယ်လူနာတချို့ကိုတော့မယန်းချောင်းကိုပို့လိုက်ပါတယ်မယန်းချောင်းမှာတော့အဲ့ဒီချိန်မှာဆေးရုံအနေနဲ့ပဲနဲ့ leper home ပေါ့နော်အနာရေးယောဂရိတ်တာဆိုပြီးတော့သူတို့ရိတ်တာအနေနဲ့ထားတယ်ဒါပေမဲ့ကျမကြီးစောင့်ရှောက်မှုတွေတော့ရှိတယ်လို့သိရပါတယ်အဲ့တော့ဒီမန္တလေးမှာတော့ဆေးရုံကတည်ရှိမြဲရှိတယ်အဲ့ဒါကြောင့်မလို့အဲ့ဒီချိန်ကစပြီးတော့မြန်မာနိုင်ငံမှာအစိုးရအနာကြီးယောဂဆေးရုံဆိုလို့ဒီတရုံပဲကျန်ပါတယ်အဲ့ဒီကနေပြီးတော့1990ခုနှစ်မှာနောက်တက်တဲ့ခါကျတော့နောက်တာအစိုးရနေပြီးတော့ဒီအုပ်ချုပ်သူတွေကနေပြီးတော့ဒီမြို့ပေါ်မှာအဲ့ဒီချိန်မှာဆိုလို့ရှိရင်ဒီအေလန်းဟာသူမြို့တွင်းလိုဖြစ်လာပြီးမြို့ကအရန်ချဲ့သွားပြီးတော့စီကားလာတဲ့အခါမှာဒီအနာယောဂါတွေကိုသူတို့ကဒီမြို့ထဲမှာ
မထားချင်တော့ဘူးပေါ့နော်အဲ့နဲ့သူတို့မြို့ကျင်ကိုပို့လိုက်ပါတယ်မြို့ကျင်ဆိုတဲ့နေရာမှာမန္တလေးနဲ့32မိုင်ဝေးတဲ့မန္တလေးမိုးကုတ်လမ်းဘေးမတရားမြို့နယ်ရေနသာရွာလိုက်တယ်အဲ့ဒီချိန်ကစပြီးတော့ဒီဆေးရုံကိုရေနသာအနာကြီးယောဂကုဆေးဆိုပြီးတော့အမိတွင်လာခဲ့ပါတယ်အဲ့ဒီဆေးရုံမှာပဲကျမတို့ကလည်းလိုက်ပြီးတော့တာဝန်ထမ်းဆောင်ရတာဖြစ်တယ်နောက်ပြီးတော့ကျမဆိုလို့ရှိရင်ပထမဖားဆောင်ဆေးရုံကနေ leprosy မန္တလေး leprosy ဆေးရုံကိုရောက်ရှိလာတယ်ရောက်လာတဲ့အချိန်မှာစောစောပိုင်းမှာဆိုလို့ရှိရင်ကျမဆေးရုံကိုရောက်ချင်းမှာဆိုအရင်ပါတယ်ကျမလည်းအတွေ့အကြုံရှိဘူးလေပို့လို့သာလာတော့ဗောနော်အဲ့တော့ကြောက်လဲကြောက်တယ်ယွန်လဲယွန်တယ်လူနာတွေကိုကြည့်ပြီးတော့ယွန်နေကြောက်တယ်သူတို့နားလဲမသွားရဲဘူးဒါပေမဲ့မသွားမဖြစ်လို့သွားရတဲ့အခါတအားကြောက်ပါတယ်အိမ်ကနေဆေးရုံကိုသွားတဲ့အခါလို့ရှိရင်အိမ်ကနေဝတ်စုံတစုံဝတ်သွားတယ်ဆေးရုံရောက်တဲ့အခါမှာကိုယ့်ရဲ့အလုပ်ဌာနတွေရောက်တဲ့အခါကျလို့ရှိရင်အမှ uniform တစုံပြန်လဲတယ်ဆေးရုံထဲမှာဝတ်ဖို့ uniform တစုံလဲတယ်ပြီးရင်ဟို gown တွေ mask တွေပေါ့နော်တက်တယ် cap တွေဆောင်းတယ်ပြီးတော့ဖနက်ကအစလဲပြီးတော့မှအဆောင်ထဲကိုသွားပါတယ်လူနာတွေကိုဆေးထိုးရမယ်ဆိုအလွန်ကြောက်တဲ့အတွက်ကျွန်မဆိုလို့ရှိရင် spirit swap ကိုနော်ဆေးထိုးတဲ့ချိန်မှာ spirit swap ကိုအကြီးကြီးကင်တယ်အများကြီးကင်တယ်တာမန်ဆိုရင်ကျွန်မတို့ပုံမှန်လောက်ပဲကင်ပြီးတော့လူနာကိုဆေးထိုးတယ်ဒါပေမဲ့အဲ့ဒီချိန်မှာလူနာတွေအသားနဲ့ချိမှာဆိုလို့သူတို့အသားနဲ့ကျွန်မလက်နဲ့ချိမှာအရန်ကြောက်တယ်ကြောက်တဲ့ခါကျ spirit swap အကြီးကြီးကင်ပြီးတော့သူတို့ကို spirit တုပ်ပြီးတဲ့ခါမှာ spirit swap ကိုမလွတ်ဘူးလက်နဲ့ထောက်ထားပြီးတော့လူနာအသားကိုကိုယ်လည်းမချိအောင် spirit swap ပေါ်မှာထောက်ပြီးမှsyringe နဲ့ဆေးထိုးတယ်ထိုးပြီးရင် syringe ကိုလည်းကိုပြောရမယ်ဆိုအဓိကပြောရမယ်ဆိုလို့ရှိရင်အဓိကကိုယ့်ရဲ့ဟိုပါပေါ့နော်ကိုယ့်ရဲ့အသားနဲ့ကိုယ့်ရဲ့လက်တွေနဲ့ဒီလူနာရဲ့အသားအယုံမထိဖို့ပဲကျွန်မအထူးပြုဆိုင်တယ်ပြီးရင်ပြီးပြီဆိုရင်လူနာကိစ္စဝိစ္စလုပ်ပြီးပြီဆိုရင်ကိုအနာယူရာဂျူတီ room နဲ့ပြန်ရောက်လာပြီဆိုအဝတ်တချို့ရေမိုးချိုးတခါတော့အကုန်လုံးလဲပြီးမှဖက်နှက်တရားစားလဲပြီးမှအိမ်ကိုပြန်လာတယ်။ဟုတ်ပါတယ်ကျွန်မအဲ့တော့ယွန်လဲယွန်ကြောက်လဲကြောက်လဲဒီလိုပဲနေခဲ့ပါတယ်။ဒါပေမဲ့အဲ့မှာလူနာတွေထဲမှာတော့ mission လက်ထက်ကနေကြံခဲ့တဲ့လူနာတွေရှိတယ်။ mission ခက်ကကြံခဲ့တဲ့လူနာတွေဆိုရင် mission တွေရဲ့ပြည့်စုံကုသစောင့်ရှောက်တာကိုခံခဲ့ဘူးတဲ့လူနာတွေပေါ့နော်။သူတို့တွေနဲ့တွေးလို့သူတို့တွေနဲ့စကားပြောတဲ့အခါမှာသူတို့ကဘာပြောလဲဆို mission လက်ထက်တုန်းကဘယ်လိုနေထိုင်ခဲ့ရတာဘယ်လိုကြိုးကြောင်းတွေပြောပြရတာပေါ့နော်။ပြောပြီးတော့ Era sister တွေဆိုရင်အရန်သဘောကောင်းတာပဲတဲ့သူတို့ကိုတဲ့ကောင်းကောင်းပြုစုဆောင်ရှောက်တယ်မေတ္တာပေးတယ်တဲ့စေတနာအရန်ထားတာပဲဆိုတာအဲ့လိုပြောတဲ့အချိန်မှာကျွန်မဘာစဉ်းစားမိလဲဆိုတဲ့ခါကျတော့နော်ဟိုပါပေါ့နော်အော်လို့အဲ့ဒီ mission sister တွေကပေါ့နော်အရန်ပဲသူတို့ဟိုဟာလောက်ကြတယ်ပေါ့နော်ဘယ်လိုခေါ်မလဲခရစ်တော်ရဲ့အလင်းကိုပြခဲ့ကြတယ်ပေါ့ခရစ်တော်ရဲ့အလင်းပြခဲ့ကြတယ်ကျမဟာလည်းခရစ်ယာန်ယုံကြည်သူတယောက်ဖြစ်တယ်ကျမမှာလည်းဒီတာဝန်ရှိတယ်ပေါ့နော်ပြီးတော့ဟိုစားပေါ့နော်ဘုရားလည်းပြောထားပါတယ်ခရစ်တော်ပြောနာတဘာပတိဖတ်တဲ့ကျမ်းပိုက်ထဲရလို့ပဲပေါ့နော်ဒါဘယ်လိုပြောမလဲဟိုဗာလဲအငယ်ဆုံးသောသူမင်းကြီးကနော်အငယ်ဆုံးသောသူတယောက်ကိုပြုစုခြင်းဒီငါအပြုစုခြင်းဖြစ်သည်လို့ဆိုတဲ့စကားကိုခရစ်တော်မိန့်မာခဲ့တယ်နော်အဲ့တော့ဆိုလို့ရှိရင်ကျမမှာလည်းဒီတောင်ရှိတယ်ပေါ့နော်အငယ်ဆုံးသောသူဆိုတာကျမအဝေးမှာဘယ်မှာမှလိုက်ရှာစရာမလိုဘူးကို့နဘေးမှာရှိတယ်နေ့တူတူကမှတွေ့နေရတဲ့လူတွေကအငယ်ဆုံးသောသူတွေပဲခံရတယ်နော်လူကြောရဲမတိုးတဲ့လူတွေနာကျင်ခံစားနေရတဲ့လူတွေဖြစ်တယ်ဒီလူတွေကအငယ်ဆုံးသောသူဖြစ်တယ်အဲ့ဒါကြောင့်သူတို့ကိုလည်းကျမမေတ္တာပြတဲ့နေဆိုတဲ့စိတ်ဝင်လာပြီးတဲ့အခါမှာအဲ့ဒီချိန်ကစပြီးကျမကိုယ်စိတ်ကိုအတတ်နိုင်ဆုံးစကပ်ပြီးဒါဟာဘုရားသခင်ငါ့ကိုအလိုတော်ရှိလို့ဒီနေအောင်ပို့တာသူ့ရဲ့အမှုတော်မှာပါဝင်ဖို့ပို့ဆောင်တာပဲဆိုတဲ့စိတ်ဝင်လာပြီးတဲ့အခါမှာကျမဆိုလို့ရှိရင်လူနာတွေကိုကြောင်းယွန်ခြင်းစိတ်လည်းမရှိတော့ဘူးယွန်ရှာစိတ်လည်းမရှိတော့ဘူးသူတို့ကိုသူတို့ကိုအလင်းပေးတယ်သူတို့ ਨੇ ပေါ်ပေါ်ရွရွဆက်ဆံပြီးတော့သူတို့ကောင်းကောင်းမွန်မွန်ပြုစုဆောင်ရှောက်လာတဲ့အခါမှာဒါဖခင်ရဲ့အမှုတော်ဆောင်ခြင်းတစ်မျိုးဖြစ်တယ်ဆိုတာကိုကျွန်မခံစားရပြီးတော့စိတ်မှာလည်းကြည်နူးဝမ်းမြောက်မှုလေးခံခဲ့ရပါတယ်ပြီးတဲ့အခါကျတော့ဒီဟိုဟာကိုရေနသာကိုပြောင်းရွှေ့ပြီးတဲ့အခါမှာအဲ့ဒီမှာလည်းကျွန်မလိုက်ပါသွားခဲ့ပါတယ်စောစောတုန်းကတော့ကျွန်မဘယ်လိုလဲဆိုလို့ရှိရင်ကျွန်မရဲ့တွေးခေါ်ကဒီမန်းလေးကိုပြောင်းခဲ့တယ် leprosy ဆေးရုံမှာကြာလဲခဏတစ်ဖြုတ်လုပ်မယ်ပေါ့တစ်နှစ်တန်ဒီနှစ်နှစ်တန်ဒီလုပ်ပြီးကျွန်မပြန်ပြီးရွှေ့ပြောင်းမယ်ပေါ့တခြားဆေးရုံကိုရွှေ့မယ်လို့စိတ်ကူးခဲ့တယ်ဒါပေမဲ့နောက်ပိုင်းမှာဒီလိုကျွန်မအဲ့လိုစိတ်ကူးပြီးကျွန်မ transfer လည်းတင်ခဲ့ပူးပါတယ်တခြားဆေးရုံတွေ transfer တင်တိုင်းလည်းဘယ်တော့မှမရအောင်မရတဲ့အခါမှာကျွန်မစဉ်းစားတယ်ဒါဖခင်ကငါ့ကိုဒီနေရာမှာဘယ်ဆက်ကပ်စေခြင်းတဲ့အတွက်သူ့ရဲ့အမှုတော်မြတ်မှာဒီနည်းအပြင်ပါဝင်စေခြင်းတဲ့အတွက်ဖခင်ဒီမှာထားတာပဲဆို
ဒါတဲ့အခါမှာကျွန်မဘယ်ဘုံမှာပြောင်းဖို့စိတ်မကူးတော့ဘူးဒီမှာဖျားထားပြီးနေမယ်ဆိုတဲ့စိတ်နဲ့ပဲဆက်လက်ပြီးလှုပ်ဆောင်ခဲ့ပါတယ်ဒီခါမှာကျွန်မရဲ့မိသားစုတွေဆွေမျိုးသားချင်းတွေကဖာပြောလို့ဆိုဒီစိတ်အောင်မှာဘယ်လောက်ကြာလုံးမှာလဲတဲ့မရွှေ့သေးဘူးလားမပြောင်းသေးဘူးလားတက်လောက်လုံးရင်တော်ရောပေါ့ဆိုပြီးပြောကြပါတယ်အဲ့အချိန်မှာကျွန်မလည်းဗာပြန်ပြောလိုက်လဲဆိုတော့ဘုရားသခင်ထားတဲ့အချိန်ထိလုပ်မယ်လို့ဘုရားသခင်ကငါသမီးတော်ပြီဒီနေရာမှာဒီလောက်စက္ကန့်ရင်တော်ပြီတခြားကိုသွားတော့လို့ပြောမချင်းကျွန်မမသွားဘူးလို့ကျွန်မအဲ့လိုပြောလိုက်တဲ့အချိန်မှာနောက်ပိုင်းသူတို့လည်းကျွန်မဘာမှမပြောတော့ပါဘူးအဲ့နဲ့ကျွန်မဒီမှာပဲပါဝင်ဆက်ကပ်ပြီးနေခဲ့တယ်အဲ့ရင်းသားဆေးရုံဘက်ကိုရောက်လာတဲ့အခါမှာရင်းသားရွာဆိုတာကတော့အဲ့ဒီဘက်မှာခရစ်ယာန်ဆိုတာမရှိဘူးနော်ခရစ်ယာန်ဆိုတာလည်းမရှိဘူးခရစ်တော်ဆိုတာဝေလာဝေသူတို့မသိကြဘူးဒါပေမဲ့ကျမတို့ရောက်သွားပြီးတဲ့အချိန်မှာကျမတို့ကဆေးရုံမှာတော့၎င်းပတ်ဝန်းကျင်မှာတော့၎င်းဒီဖျားအကြောင်းကိုကျမတို့တက်တက်ခံခွင့်ပုံစံနမူနာခွင့်လည်းရရှိခဲ့ပါတယ်လူနာတွေကိုလည်းကျမတို့ကအများတိုင်းသူတို့ကိုလည်းဒီမေတ္တာပြတဲ့အချိန်မှာကျမဆိုရင်အားလက်တဲ့အချိန်မှာလူနာအဆောင်တွေကိုသွားတယ်အဆောင်တွေသွားပြီးတော့အဲ့ဒီမှာမရှင်လက်ထက်ကကြံခဲ့တဲ့လူနာတွေကဆိုရင်တက်ကြီးရွယ်ဦးတွေဖြစ်တယ်မျက်စိအမြင်မကြည်လင်ကြတော့ဘူးတချို့ဆိုရင်လုံးဝမျက်စိကွယ်သွားတာတွေရှိတယ်သူတို့တွေကယုံကြည်သူတွေဖြစ်တယ်ဒါပေမဲ့သူတို့ကျမ်းစာတွေမဖတ်နိုင်ဘူးအဲ့ဒီချိန်မှာကျမအားလက်တဲ့ချိန်မှာဝတ်တွေထဲသွားပြီးတော့သူတို့ကိုကျမ်းစာတွေဖတ်ပြပေးတယ်နော်သူတို့ကိုအားပေးတဲ့စကားတွေပြောပေးတယ်တချို့မယုံကြည်သူတွေပေါ့ခရစ်ယာန်မဟုတ်တဲ့လူတွေပေါ့နော်ခရစ်ယာန်မဟုတ်တဲ့လူတွေနဲ့တွေ့တဲ့အခါမှာဆိုရင်တော့သူတို့ခရစ်တော်အကြောင်းကြီးပြောပြတယ်အဲ့ဒီချိန်မှာသူတို့လည်းစိတ်ဝင်စားတဲ့လူတွေရှိတယ်တချို့ကမေးခွန်းတွေမေးကြတယ်မေးတဲ့အခါမှာလည်းကျမတို့ကတဆန်တမြပြန်လဲပြီးတော့ဖြေကြားပေးတယ်ပြီးတော့တစ်နှစ်တစ်ခါခရစ်စမတ်ရောက်တဲ့အချိန်မှာကျမတို့ကအဲ့ဆေးရုံမှာလူနာတွေကိုခရစ်စမတ်ကြည့်ပါတယ်ငါကသူတို့ခရစ်စမတ်ဆိုတာလည်းမသိဘူးခရစ်ယာန်ဆိုတာလည်းမသိကြတယ်ပတ်ဝန်းကျင်အားလုံးလည်းအဲ့ဒီချိန်မှာခရစ်စမတ်ဆိုတာသူတို့သိသွားတယ်ခရစ်စမတ်ချိန်မှာဆေးရုံမှာရှိတဲ့လူနာအားလုံးကိုကျမတို့မေတ္တာပြပြီးတော့နှုတ်ခွန်းဆက်တာပေးတယ်နော်ဒီနှုတ်ကပတ်တော်လေးတွေဝင်ငှပေးတယ်ပြီးတော့ဆုတောင်းပေးတယ်ပြီးသူတို့ကိုလက်ဆောင်တွေခရစ်စမတ်လက်ဆောင်တွေပေးတယ်ပြီးတော့သူတို့ကိုအကျွေးအမွေးလေးတွေနဲ့အခမ်းပေးတယ်အဲ့ချိန်မှာသူတို့အရန်ပျော်ကြပါတယ်အဲ့ချိန်ကစပြီးဆေးရုံမှာရှိတဲ့ဟုတ်သူရောခရစ်ယာန်မဟုတ်သူရောခရစ်စမတ်ဆိုတာကိုသိသွားပြီဒီဇင်ဘာရောက်ပြီဆိုခရစ်စမတ်ချိန်ရောက်ပြီဆိုတာသူတို့သိတဲ့ချိန်သူတို့ကလည်းခရစ်စမတ်ဘယ်တော့လုံးမလဲမျှော်လင့်ပြီးတော့သူတို့ပျော်ကြပါတယ်အဲဒီဆေးရုံမှာရှိတဲ့လူနာပေါ့ဒီလိုပါမကဘူးဝန်ထမ်းအားလုံးဝန်ထမ်းအများစုရောပတ်ဝန်းကျင်မှာရှိတဲ့ရွာလူတွေပါခရစ်စမတ်ချိန်ဆိုအားလုံးပြပြပါနဲ့ပါဝင်ကြတာဖြစ်တယ်ဒီနည်းနဲ့ကျမတို့ကအဲဒီမှာဆက်ကပ်ခဲ့တာဖြစ်တယ်အဖဖျားရှင်ရဲ့ကျေးဇူးတော်ကြောင့်လေဟာဖျားပေးတဲ့ခွန်အားနဲ့ကျမတို့တတ်နိုင်ဆုံးလွတ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်အဲ့ဒါကတော့အခုကျမရဲ့လုပ်ခဲ့တဲ့အရာလေးတွေနဲ့ပေါ့နော်ဒီဆေးရုံရဲ့ဟိုပါပေါ့ဘယ်လိုပြောမလဲဆေးရုံရဲ့သမိုင်းချောင်းလေးတွေနဲ့အဲ့ဒီအကြောင်းအရာလေးတွေကိုလူနာတွေအကြောင်းအရာလေးတွေပြောပြတာဖြစ်ပါတယ်အခုကျမတို့က Leprosy Sunday ဖြစ်တဲ့အတွက်ဒီပေါ့နော်အနာတဲ့အကြောင်းလေးတွေကိုလည်းနည်းနည်းပြောကြရအောင်အနာရောဂါဆိုတာကတော့လူတိုင်းလည်းသိကြပါတယ်ရခင်တော့ပေါ့ဟိုရှိတော့ကတော့အနာကြီးလို့တောင်ခေါ်ဘူးအနုပေါ့နော်အနုယောဂကုဋ္ဌနုနာအဲ့လိုမျိုးတွေခေါ်ကြတယ်ပြီးတော့အဲ့အချိန်ကလူတွေကလည်းအများကြီးကြောက်ရွံ့ကြတယ်အသိပညာတတ်ပညာတွေလည်းတိတ်မပွင့်လင်းသေးတဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့်မလို့လူတွေကတိတ်ပြီးတော့မသိကြပါဘူးဒါပေမဲ့အခုချိန်မှာတော့အများကြီးတိုးတက်ပြောင်းလဲလာတယ်ပွင့်လင်းမြင်သာတဲ့ခေတ်လည်းဖြစ်လာတယ်မီဒီလှုပ်လာတဲ့အခါမှာလူတော်တော်များများဟာအနာကြီးယောဂအကြောင်းကိုလည်းသိရှိကြပြီးဖြစ်ပါတယ်အဲ့ဒီခါကျတော့သိကြတယ်ဒါပေမဲ့တချို့လည်းအလုံးလုံးစီပတ်စီမသိသေးတဲ့လူလည်းရှိမှဖြစ်တယ်ဒါကြောင့်ဒီ Leprosy Sunday မှာအခွင့်အရေးရတော့ကျမတို့ဒီအနာယောဂအကြောင်းလေးတွေကိုနည်းနည်းလောက်နားထောင်ကြရအောင်အနာယောဂဆိုတာဆိုလို့ရှိရင်နာတာရှည်ကုသယောဂတစ်မျိုးဖြစ်ပါတယ်ဒါပေမဲ့ကုသယောဂအမျိုးမျိုးရှိတဲ့အထဲမှာအနာယောဂဟာဆိုလို့ရှိရင်ကုသမှုနှုန်းအနည်းဆုံးဖြစ်တယ်လက်တလောဖြစ်နေတဲ့ကုသယောဂဖြစ်တဲ့ကျမတို့ဒီ COVID-19 ယောဂမျိုးတော့မဆိုလို့ဘူးပေါ့နော်ဒါကတော့အခုကာလနာတစ်ခုဖြစ်ပါတယ်ဒါပေမဲ့ဒီကာလနာမျိုးမဆိုလို့ပဲအခြားသောကုသယောဂတွေအများကြီးရှိပါတယ်အဆုတ်ယောဂတို့နော်တခြားအဲ့လိုမျိုးပေါ့နော်ကုသယောဂတွေအများကြီးရှိပါတယ်ဒီကုသယောဂပေါင်းများစွာထဲမှာဒီအနာယောဂဆိုတာကုသဖြစ်တော့လေသူဟာကုသမှု
နှုံးအနည်းဆုံးဖြစ်ပါတယ်ပြီးတော့သူကယောဂလက္ခဏာစတွေ့တခြားသောကူးစက်ယောဂတွေကဆိုလို့ရှိရင်ယောဂတိပြီးဆိုရင်ချက်ချင်းကုသမှုခံယူရပါတယ်အဲ့လိုကုသမှုမခံယူဘူးဆိုလို့ရှိရင်အသက်အန္တရာယ်ထိခိုက်နိုင်ပါတယ်အနာကြီးယောဂကတော့ကုသမှုခံယူစရာချက်ချင်းမကုသသေးရင်ပေါ့နော်ဒီအနာကြီးယောဂလက္ခဏာတော့တွေ့ပြီဒါပေမဲ့ချက်ချင်းမကုသပေမဲ့လို့အသက်အန္တရာယ်ကိုမထိခိုက်ပါဘူးဒါပေမဲ့ကုသမှုနောက်ကျမှကုလည်းယောဂတော့ပျောက်တယ်စောစောကုရင်တော့စောစောပျောက်တဲ့ပြင်ခြေလက်အင်္ဂါချွတ်ရင်မှုနည်းပါပါတယ်ပေါ့နော်မရှိဘူးပေါ့နောက်ကျမှကုတဲ့အခါကျတော့ယောဂမပျောက်ဘူးလားဆိုပျောက်ပါတယ်ယောဂတော့ပျောက်တယ်ဒါပေမဲ့ခြေလက်အင်္ဂါချွတ်ရင်ပျက်စီးမှုတွေတော့ဖြစ်လာကြတော့ပေါ့နော်အဲ့ဒီခါကျတော့အဲ့လိုခြေလက်အင်္ဂါချွတ်ရင်တဲ့ခါကျလူတွေကလူတော့မတိုးဖြစ်ကြပြီးတော့ကြောက်ရွံ့ကြတာဖြစ်တယ်ပေါ့နော်အဲ့တော့ကျမတို့ဒီအနာယောဂရဲ့တမိုင်းကြောင့်ပြန်ကြည့်မယ်ဆိုလို့ရှိရင်ခရစ်တော်BC 1400ကတည်းကဒီအနာယောဂကိုစပြီးတွေ့ရှိခဲ့တာဖြစ်တယ်။ဘယ်နိုင်ငံမှာစတွေ့လဲဆိုတော့အိန္ဒိယနိုင်ငံမှာဖြစ်ပါတယ်။အိန္ဒိယနယ်စပ်ဖြစ်တယ်ပြီးရင်အရှေ့ဘက်ဖြစ်တဲ့တရုတ်၊ကိုရီးယား၊ဂျပန်၊ဟာဝိုင်ယီနောက်ပြီးတော့အနောက်ဘက်ဆိုလို့ရှိရင် Greeceဥရောပအာဖရိကအမေရိကအဲ့ဒီဘက်ကိုပြန်နှံသွားတာဖြစ်တယ်။အဲ့ဒီရှေးတုန်းကကြတော့ဒီယောဂကိုဘယ်လိုယူဆကြလဲဆိုရှေးယူဆရတော့ဝဏ္ဏကန္နာဖြစ်တယ်။ဖျားအပြစ်ပေးတာပါလိုက်စားလို့ဖြစ်တာအရက်တောက်လို့ဖြစ်တာသမင်သားလိတ်သားစားတဲ့ဆိုးရတဲ့အစာတွေစားလို့အစာမှလို့ဖြစ်တာမျိုးရိုးလိုက်တဲ့ယောဂဖြစ်တယ်ဆိုပြီးတော့ယူဆကြပါတယ်ဒါပေမဲ့1883ခုနှစ်မှာနော်ဝေနိုင်ငံသားဒေါက်တာအာမာဟန်ဆန်ဆိုတဲ့ဆရာဝန်ကြီးကနေပြီးတော့သူတည်တနာပြုလုပ်လိုက်တဲ့အခါမှာဒီအနာယောဂဟာသူတို့ထင်ထားသလိုယူဆမှားကြောင့်ဖြစ်တဲ့ယောဂမဟုတ်ဘူးဒီယောဂဟာဘက်တီးရီးယားပိုးတစ်မျိုးကြောင့်ဖြစ်တယ်ဆိုတာရှာဖွေတွေ့ရှိလာတယ်။အဲဘက်တီးရီးယားပိုးရဲ့နာမည်ကတော့ M. leprae လို့ခေါ်တယ်။အရှိဆိုလို့ရှိရင်တော့ Mycobacterium leprae လို့ခေါ်ပါတယ်။အဲဒီယောဂပိုးကြောင့်မလို့ဖြစ်တာဆိုတာရှာဖွေတွေ့ရှိခဲ့တယ်။အဲ့တော့ပိုးတွေ့ပြီဆိုတဲ့အခါမှာသူတို့ကုသဖို့ဆေးတွေလည်းသူတို့သူတည်တနာလုပ်ပြီးရှာဖွေလာကြပါတယ်။ပထမဆုံးသူတို့ကုသခဲ့တာကတော့ DDS ဆိုတဲ့ sulfone ဆေးနဲ့သူတို့ကုသခဲ့တယ်။အစောပိုင်းမှာတော့ဒီဆေးနဲ့ကုသတာလေယောဂပျောက်ကင်းမှုရရှိဒါပေမဲ့နောက်ပိုင်းတစ်ဖြည်းဖြည်းနဲ့ဆေးနဲ့ယောဂဟာရင်ပါသွားတယ်ရင်ပါတဲ့အခါကျဒီဆေးကမတိုးတော့ဘူးမတိုးတဲ့အခါကျတော့နောက်ပိုင်းမှာကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကနေပြီးတော့အနာကြီးယောဂကိုလူထုကျန်းမာရေးပြဿနာတရက်အနေနဲ့သတ်မှတ်ပြီးတော့ဒီယောဂကိုကုသနိုင်တဲ့ဆေးတွေကိုသူတည်တနာကိုနှစ်ပေါင်းများစွာလုပ်ပြီးတော့ရှာဖွေခဲ့တယ်အဲ့လိုရှာဖွေခဲ့တဲ့အခါမှာနောက်ဆုံးမှာတော့ဒီအနာကြီးယောဂကိုကုသနိုင်တဲ့ဆေးကိုရှာဖွေတွေ့ရှိခဲ့ရပါတယ်ဆေးကတော့ဘယ်လိုခေါ်လဲဆိုတော့ MDT လို့ခေါ်ပါတယ် MDT လို့ခေါ်ပါတယ် multi drugs therapy ဖြစ်ပါတယ်ဆေးပေါင်းကုသရေးစနစ်ပေါ့နော်အဲ့ဒီဆေးပေါ်ပေါက်လာပြီးတဲ့အခါမှာဒီဆေးကအမှန်တကယ်လည်းကောင်းပါတယ်နိုင်ယောဂတွေရဲ့ယောဂကိုပျောက်ကင်းစေခဲ့ပါတယ်အဲ့တော့အဲ့ဒီခါမှာတော့အနိုင်ယောဂကိုပျောက်ကင်းအောင်ကုနိုင်တဲ့ဆေးပေါ်လာပြီဆိုတော့အမှန်တော့ဒီယောဂဟာကြောက်စရာမလိုတော့ပါဘူးဒါပေမဲ့စောစောတုန်းကတော့စောစောကအဖြစ်ပြပြောမယ်ဆိုလို့ရှိရင်ဒီအနာယောဂဆေးမပေါ်ခင်ကပေါ့နော်နောက်အယူဆအမှားတွေလည်းရှိနေတော့ကဆိုလို့ရှိရင်အနာယောဂတွေအမြဲတမ်းတနာစရာကောင်းပါတယ်သူတို့တမိုင်းချောင်းတွေပြန်ကြည့်မယ်ဆိုအမြဲတမ်းတနာစရာကောင်းတယ်လူတွေရဲ့ပြစ်ပယ်ခံရတယ်နော်အဲ့တော့ဒီတော့ယောဂဖြစ်ပြီဆိုလို့ရှိရင်သူတို့မြို့ပြင်ရွာပြင်တွေကိုထုတ်ကြတယ်မြို့ထဲမှာမထားဘူးရွာထဲမှာမထားဘူးဘာလို့လဲဆိုတော့သူတို့ကအပြစ်ရှိခဲ့တဲ့အတွက်ဖះသူတို့ထံခတ်တယ်ဒါကြောင့်လို့ကဒီရွာထဲမှာမနေသင့်ဘူးလူတွေနားမှာမနေသင့်ဘူးတောထဲမှာပဲနေရမယ်ဆိုတော့ကိုပို့ကြပါတယ်ဒီနေရာမှာကျွန်မဖြစ်မှန်လေးတစ်ခုကိုပြောပြချင်ပါတယ်ဒါတကယ်အဖြစ်ကလေးပါအဲ့ဒီကဖြစ်တဲ့အချိန်ကတော့ဘယ်တော့ကလဲဆိုဒီအစိုးရဆေးရုံမဖြစ်ခင်ပေါ့နော်ဒီအနာယောဂဒီ mission ဆေးရုံဒီပဲအလုပ်လုပ်တဲ့အချိန်တော့ပေါ့နော်တော်တော်ကြာခဲ့ပါပြီအဲ့ဒီတော့ကဒီမြန်မာပြည်အလဲပိုင်းကရွာတရွာမှာရှိတဲ့မိသားစုတစုမှာသူတို့သမီးပြိုလေးကဒီအနာယောဂကိုခံစားရတယ်။နောက်သမီးကလည်းမိန်းကလေးမိန်းမပြိုလေးဖြစ်တယ်။မိန်းမပြိုလေးဖြစ်တဲ့ခါကျတော့မိဘတွေကလည်းအရင်စိုးရင်တာပေါ့။ဒါပေမဲ့ရွာကလူတွေတိသွားတဲ့ခါကျတော့ဘယ်လိုပြောလဲဆိုဒီအနာယောဂရှိတဲ့လူကရွာထဲမှာမနေရဘူး။ရွာပြင်မှာထုတ်ရမယ်။တောမှာထားရမယ်လို့ပြောတဲ့ခါမှာမိဘတွေကဘယ်လောက်ကြည်ကိုဝင်နေမလဲစဉ်းစားကြည့်အောင်နော်။သူတို့ဟာသမီးပြိုလေးလည်းဖြစ်တယ်။နောက်သူတို့သမီးလေးဖြစ်တယ်ဆိုရွာပြင်မှာသူတို့မထားချင်ကြဘူးပေါ့နော်။ထားမယ်ဆိုစိတ်မချဘူးဆိုရင်လည်းဒါပေမဲ့လူထုရဲ့ဖိအားပေးမှုကြောင့်နော်ဒီရွာတကြီးတွေရွာလူကြီးတွေတော့ရွာသူရွာသားအလုံးကဖိအားပေးတဲ့ခါမှာရွာပြင်မှာထုတ်ရမယ်ဆိုတော့သူတို့ကထုတ်လိုက်ရတယ်နော်ရွာပြင်တောထဲမှာသွားထားရတာပေါ့နော်ရွာတောထဲမှာသူတို့တဲလေးတစ်လုံးတစ်ဆောင်ဆောက်ပြီးတော့သူ့သမီးကိုသွားထားရပေါ့နော်တောစပ်တနေရာမှာသူ့သမီးလေးကိုထားတဲ့ခါမှာနော်ကျမတို့စဉ်းစားကြည့်မယ်
ဘယ်စိတ်ထိခိုက်ကြေကွဲဝင်နေမှာဖြစ်တယ်မိဘများကလည်းစိတ်မကောင်းဖြစ်မယ်သူတို့အဲ့လိုမှမပွင့်လေအိမ်မှာလည်းသားသမီးတွေတခြားသားသမီးတွေရှိသေးတယ်သားသမီးတွေအားလုံးအကောင်လုံးသူတို့ပြောတာပေါ့သူတို့ဒီယောဂဖြစ်တဲ့ကလေးကိုသာအပြင်မှာမထားဘူးဆိုရင်တအိမ်လုံးထွက်ရမယ်ဆိုတော့တအိမ်လုံးထွက်မယ်ဆိုလို့ရှိရင်အိမ်မှာရှိတဲ့ကျန်တဲ့ကလေးတွေရဲ့ရှေ့ရေးအတွက်လည်းဒီကိန်းနဲ့နာမှာဆိုတဲ့အခါမှာသွားထားရတာဖြစ်တယ်မိဘများညီကောင်မတို့လည်းအများစိတ်ထိခိုက်ကြေကွဲဝင်နေကြမယ်သူတစ်ဖြင့်တောထဲမှာသွားနေရမယ်မိန်းကလေးကပို့ပြီးဖြစ်တယ်တော်ထဲမှာသွားနေတဲ့ main ကလေးကပို့ပြီးဆိုးမှဖြစ်တယ်မိမပြိုလေးလည်းဖြစ်တယ်ငယ်ရွယ်သေးတဲ့သူဖြစ်တယ်နော်နေ့လေအချိန်ဆိုရင်တောင်မှသူ့မှာဘလောက်ကြီးအထီးကျန်ပြီးကြောက်ရွံ့နေမလဲဒါပေမဲ့ညအချိန်ဆိုတော့ပိုဆိုးတာပေါ့ညအချိန်မှာနော်အမှောင်မောင်မဲမဲကြီးထဲမှာဘယ်သူမှလည်းမရှိဘူးတယောက်တည်းတောဆိုတော့လေမှာဟိုတောတရိษံအတန်တွေလည်းကြားရမယ်ကြားဟိမ့်တန်ရှင်သေးဟောက်တန်နော်နောက်ပြီးတော့အခြားကျင်းငယ်ကဟလာညံငယ်တူထိုးတာအမျိုးမျိုးပေါ့နော်အဲ့လိုမျိုးတွေကြားပြီးတော့နေထိုင်ရမယ်ကြောက်နေမှာပဲသူစီဆင်လာမလားဗာလဲချင်းသေးလာမလားကြားလာမလားဘယ်လိုအကောင်နေလာပြီးအန်ဒီပြုတ်မလဲဆိုနေ့ညတိုင်းလည်းသူခင်ဗျာကြောက်ရွံ့စိုးရိမ်ဆိုနေရမှာဖြစ်တယ်နော်အဲ့ဒီခါအလွန်တနာစရာကောင်းတဲ့အချိန်မှာသူ့ဖခင်ကြီးကလည်းတမိဖြစ်တဲ့အတွက်အရန်တနာပြီးတော့စိတ်မကောင်းဖြစ်ပြီးတော့သူတမိတယောက်တည်းမပြစ်ထားရတဲ့အတွက်ကြောင့်ညမှာလူချေတိတ်အိတ်တဲ့အချိန်မှာသူတဲတဲလေးရွာတော့ထွက်မြင်လာမှတော့အိတ်ပဲတဲ့အဲ့တော့သမီးလေးကတော့အဖေလာအိတ်တယ်ဆိုတော့နည်းနည်းတော့အားရှိတာပေါ့နော်ဒါပေမဲ့မနဲ့မိုးလင်းအစောကြီးဘယ်သူမှမထခင်မှာအဖေကတခါပြန်လာတယ်အိမ်မှာပဲဒီလိုပဲဟာမပြက်လေးနေတယ်အဲ့လိုပဲနေတူတူကလှုပ်ရတဲ့ခါမှာနောက်ဆုံးကျတော့ရွာသားတွေတချို့ကတိသွားတယ်ရိတ်မိသွားတဲ့ခါမှာအရန်စိတ်ဆိုးပြီးအဲ့လိုပဲနေမယ်ဆိုရင်တအိမ်လုံးထွက်တယောက်မှပြန်မလာနဲ့ဒီအတအိမ်လုံးထွက်နေပါအဲ့လိုမသွားရဘူးတယောက်တည်းပဲထားရမယ်ဆိုတာပြောတာအဖေကိုယ်တိုင်သွားနေတယ်ဆိုပြီးတော့အဖေကပြန်လာတယ်ဆိုထွက်ရမယ်ဆိုပြောတဲ့ခါမှာသူ့ဖေကလည်းမသွားရတော့ဘူးကျန်တဲ့မိသားစုကိုထောက်ထားပြီးတော့မသွားရပဲနေတဲ့ခါမှာဒီ main ကလေးရဲ့အပေါ်ကလေဟာဘယ်လောက်တနာစရာကောင်းမလဲဒီလိုပဲသူမနေတူတော့ဒါပေမဲ့အစားတောက်နဲ့ပတ်သက်ရင်တော့မိသားစုကအိမ်ကနေမနေ့တစ်ခေါက်ညတစ်ခေါက်ချင်းလင်းနဲ့အစားတောက်တွေတော်တော်ပို့ပေးတယ်အဲ့လိုပဲနေရင်ကနေတနေ့ကျတော့ဒီကောင်မလေးကနေခင်းတစ်ခုမှာသူဟာသူ့ရဲ့တဲလေးထဲမှာနေနေတဲ့အချိန်မှာအဝေးကနေခြေတံနေကြတယ်နေလဲကြားတယ်စကားပြောတဲ့နေကြတော့သူဒီထံပေါက်ကလေးကနေသူကလည်းကြောက်ရွံ့နေရတယ်လို့ဆိုတော့ထံပေါက်ကလေးကနေသူချောင်းကြည့်တယ်ဘာတွေလဲဆိုတော့ကြည့်တဲ့အချိန်မှာလူတွေလာနေတာသူတွေ့တယ်သူ့ရဲ့တဲဘက်ကိုရှောက်လာတာတွေ့တယ်တွေ့တဲ့အခါမှာဘယ်သူတွေတွေ့လဲဆိုသူတို့ရွာတကြီးရွာလူကြီး5ယောက်ပါတယ်သူ့ရဲ့ဖခင်လည်းပါတယ်ပြီးတော့ကြတော့သူမမြင်ဘူးတဲ့လူထုလူဆန်းကြီးတွေပါလာတယ်တဲ့လူထုလူဆန်း2ယောက်3ယောက်ပေါ့နော်အဲ့တော့အရက်ကြီးတွေကလည်းအရှည်ကြီးတွေဟလာအသားတွေကလည်းနီးကြောင်နီးနောက်စပင်းရတဲ့ဖြူဖြူကြီးတွေနဲ့အရက်ထောင်မောင်းမောင်းကြီးတွေနဲ့သူမမြင်ဘူးတဲ့လူတွေပါလာတယ်တဲ့ဒါနဲ့သူကကြောက်ပြီးအသားလေးဝတ်နေငြိမ်ပြီးတော့နေနေတဲ့အချိန်မှာသူတဲရှိရောက်လာတော့သူ့အဖေကသူ့ကိုခေါ်တယ်တမီးလေးခဏထွက်လာပါအောင်လို့ခေါ်တော့အဖေခေါ်တော့သူထွက်လာပေါ့ကြောင်ရွံ့ရွံ့နဲ့ထွက်လာတော့အပြင်ရောက်တဲ့အခါမှာဗာပြောလဲဆိုရလူကြီးတဲ့တမီးတဲ့အခုချိန်မှာတမီးကိုတဲ့ဒီကဆရာကြီးတွေကလာခေါ်တာဖြစ်တယ်ဒီဆရာကြီးတွေနောက်ကိုလိုက်သွားရမယ်သူတို့ကယောဂကိုလည်းပျောက်ကင်းအောင်ကုသပေးမယ်တမီးစားရတော့ရနေထိုင်ရဘာမှမပူရဘူးဆိုပြီးပြောတယ်သူ့ဖေကလည်းအားပေးတယ်တမီးလေးဒီတောထဲမှာဒီလိုနေရတာနဲ့စားရင်တမီးလုံးလုံးချုံချုံနဲ့နေရတဲ့နေရာယောဂလည်းကုသပေးမယ်နေရာလိုက်သွားပါဆိုတဲ့အချိန်မှာသူကလိုက်လာခဲ့တဲ့အခါမှာမန္တလေးကအဲ St. John Leprosy Hospital ကိုရောက်လာခဲ့ပါတယ်နောက်ပိုင်းကျမတို့ ਨੇ တွေ့တဲ့အချိန်မှာဒီအမျိုးသမီးကအသက်က50ရှိနေပါပြီသူရဲ့အကြောင်းကိုသူပြန်ပြောပြတာဖြစ်တယ်တော့ဒါကကျမတို့ဒီတယောက်ရဲ့အကြောင်းပဲသိရသေးတာဖြစ်တယ်ဗမာပြည်မှာအနာရောဂါဖြစ်တဲ့လူတွေအများကြီးရှိပါတယ်เนาะအဲဗမာပြည်မှာအနာရောဂါဖြစ်တဲ့လူတွေအများကြီးထဲမှာဒီလိုဒုက္ခခံပြီးတော့နေရတဲ့လူဒီထက်ဆိုးရတဲ့လူတွေလည်းမရှိဘူးလို့ကျမတို့မပြောနိုင်ဘူးအမျိုးမျိုးသောဒုက္ခတွေနဲ့စိတ်ဝေဒနာတွေနဲ့ခံစားပြီးကြော်လာခဲ့ရတဲ့လူတွေအများကြီးရှိမှဖြစ်ပါတယ်ဒါပေမဲ့အခုချိန်မှာတော့ဒီပေါ်လာပြီဖြစ်တဲ့အတွက်ဒါတွေကိုကြောက်စရာမလိုတော့ပါဘူးကြောက်စရာမလိုတော့ဘူးဒါပေမဲ့လူတွေကတော့ကြောက်နေကြသေးတယ်ဘာလို့ကြောက်တာလဲဆိုတဲ့ခါကျတော့ဒီယောဂဖြစ်ပြီဆိုလို့ရှိရင်အနာယောဂလို့ပြောနိုင်လူတွေကပုံပန်းပြက်တွေမြင်တယ်မျက်နှာတွေပြက်တယ်လက်ပြက်တယ်ခြေပြက်တယ်ကိုယ်ရင်ကချွင်းရမှု deformity ပေါ့နော်ဒီဟာတွေကိုတွေ့တဲ့ခါမှာလူတွေကအယမ်းကြောက်တယ်ဒါကြောင့်မလို့အနာယောဂကုသရင်ပျောက်တယ်လို့ပြောတယ်ဒါပေမဲ့လူတွေကဒီလိုတွေပျက်စီးချွင်းနေတယ်ဆိုတော့အဲ့လိုယောဂဒီပေါ့နော်ချက်တွေရှိတဲ့အခါမှာဒီနာယောဂတွေဟာเนาะလူတော်ကိုမတိုးရဲကြဘူးလူတော်ကိုမသွားရဲကြဘူး
เนาะလူတွေကလည်းသူတို့ကိုကျင်ကြတယ်ပေါ့နော်ဒါပေမဲ့တချို့နေရာများမှာလူတွေကတော့မကျင်ပဲသူတို့ကိုခေါ်ပိတ်လက်ခံနေဆိုမှသူတို့ကိုသူတို့လည်းတိမ်ငယ်နေပြီးတော့လူတော်တို့မသွားရဲကြတာရှိပါတယ်အဲ့လိုတွေဖြစ်တယ်ဒါပေမဲ့အဲ့ဒါကတော့အမှန်တကယ်ဆိုလို့ရှိရင်ယခုအချိန်မှာအာနာယောဂကုသဖို့အတွက်ဒီဆေးတွေပေါ်တဲ့အပြင်ဒီခြေလက်အင်္ဂါချွေရင်းဓာတ်တွေကိုကာကွယ်ဖို့နည်းလမ်းတွေရောက်ရှိနေပါပြီဆိုတာလူတွေသိဖို့လိုအပ်ပါတယ်POD ဆိုတဲ့ prevention of deformity ဆိုတဲ့ကုထုံးကလည်းရှိနေပါပြီဒီကုထုံးကတော့ယောဂဖြစ်လာပြီဆိုရင်အမှန်တကယ်တော့ဒီယောဂကအနာယောဂဆိုတာကကိုအရေပြားပေါ်မှာအဖြူခွက်အနီခွက်တွေပေါ်တယ်ဒီအဖြူခွက်အနီခွက်တွေကထုံတယ်နောက်တချို့နေရာမှာဆိုရင်အကွက်တော့ဒါမဲ့အရေးသားတွေထုံတာရှိတယ်ပြီးတော့အာယုံကြောတွေကြီးတယ်တိုက်ခဲနာကျင်တယ်ဒါတွေဖြစ်တဲ့ဒီလက္ခဏာတွေတွေ့ပြီဆိုလို့ရှိရင်လူတွေကတချို့တွေကကိုဖုံးကြတယ်ငါဒါအနာရောဂါမဟုတ်ပါဘူးငါဟိုကဖြစ်လို့ဒီဟာဖြစ်လို့ဟိုတချို့လို့ဆိုရင်နတ်ကိုးကွယ်တဲ့လူတွေဆိုဒါနတ်ပြုတ်စားတာအဲ့တော့နတ်ပဲတင်ရမယ်အဲ့လိုမျိုးပေါ့နော်တချို့ဆိုရင်လည်းဟိုဒါမဟုတ်ပါဘူးရိုးရိုးအကျော်ယောဂါပါဆိုအကျော်ကုဆရာတွေနဲ့ပြတယ်ကုတယ်အဲ့လိုပေါ့အလိုက်မှားပြီးတဲ့ခါမှာဒုက္ခရောက်တတ်ကြပါတယ်လက္ခဏာမျိုးတွေ့တယ်ဆိုလို့ရှိရင်နားလည်ကြတဲ့သူတွေစီကိုပြပြီးတော့ဆေးကုသမှုကိုကောင်းမှုစွာခံယူမယ်ဆိုရင်စောစောတိစောစောကုစောစောပြောက်တဲ့ဒီကိုယ်အင်္ဂါချွေရမှုကိုလည်းခံစားရတော့ပါဘူးဒါပေမဲ့အခုနောက်ကျသွားခဲ့ရင်လည်းမပြောက်ဘူးလားပြောက်တယ်သို့တော့ဒီချို့အင်္ဂါချွေရမှုတွေတော့ရှိမယ်ဒါပေမဲ့အင်္ဂါချွေရမှုတွေကိုခုနကကျွန်တော်ပြောသလိုဒီကိုယ်လည်းအင်္ဂါချွေရမှုကိုကာကွယ်ဆောင်ရှောက်တဲ့နည်းနဲ့ပြန်ပြီးတော့ပြုပြင်မယ်ဆိုရင်ရပါတယ်အဲ့ဒီနည်းဒီယောဂဖြစ်ပြီးဆိုလို့ရှိရင်ဒီခြေလက်ကမချွေရင်ဖို့ကာကွယ်ဆောင်ရှောက်လို့လည်းရတယ်လေ့ကျင့်ခန်းတို့เนาะနောက် physiotherapy တို့နဲ့ကျမတို့ကာကွယ်လို့ရပါတယ်ဒါပေမဲ့ခြေလက်အင်္ဂါချွေရင်ပြီးမှတွေ့တယ်ဆိုလို့ရှိရင်လည်းခွဲစိတ်ကုသမှုဖြင့်၎င်းအဲဒီလေ့ကျင့်ခန်းများလုပ်ပြီး physiotherapy treatment တွေယူပြီးတော့ဒီခြေလက်အင်္ဂါကိုပြန်လည်ကောင်းအောင်လုပ်လို့ရပါတယ်အခုဒီအရာကိုဒီမန္တလေးsorry ဒီအနိယနာအနာယောဂကုဆေးရုံမှာကောင်းမော်လမြိုင်အရေးပြားဆေးရုံမှာတော့ကောင်းပြီးပြန်လည်ပြုပြင်မှုခွဲစိတ်ကုသမှုပေါ့နော် reconstructive surgery ဆိုတာကိုပြုလုပ်ပေးနေပြီဖြစ်ပါတယ်မော်လမြိုင်လို့ပြောတဲ့အခါမှာမော်လမြိုင်ဆေးရုံကတော့သူကအစိုးရဆေးရုံမဟုတ်ပါဘူးလူတွေကအများစုသူတည်းအောက်ပိုင်းကလူတွေကသိနေတာက laboratory ဆေးရုံဆိုလို့ရှိရင်မော်လမြိုင်ဆေးရုံကိုပဲသိကြတယ်ဒါပေမဲ့မော်လမြိုင်ဆေးရုံကအစိုးရဆေးရုံမဟုတ်ပါဘူးသူက mission ဆေးရုံဖြစ်ပါတယ် NGO နဲ့ run နေတာဖြစ်ပါတယ်ဒါပေမဲ့အဲ့ရင်သာနိုင်ယောဂစီယုံကလည်းမိဖက်တွေဖြစ်ပါတယ်အဆက်အသွယ်လည်းရှိကြပါတယ်နောက်ပညာပိုင်းဆိုင်ရာမှာလည်းဖလှယ်မှုတွေနှီးနှောဖလှယ်မှုတွေရှိပါတယ်သူတို့စီမှာလည်းသင်တန်းတက်ရတယ်သူတို့စီကလည်းဒီဘက်မှာသင်တန်းလာယူတာတွေနဲ့အများတိုင်းမိဖက်တွေဖြစ်တယ်ဆိုတဲ့အကြောင်းလေးပြောလိုပါတယ်နောက်ပြီးတော့ဒီအနာယောဂတွေနဲ့ပတ်သက်ပြီးလို့ရှိရင်ကျမတို့ဟာ rehabilitation ဆိုတဲ့လုပ်ငန်းလေးတစ်ခုလည်းလုပ်ရပါတယ်အဲ့ဒီဟာကတော့ပြန်လည်ထူထောင်ရေးဖြစ်ပါတယ်ဒီပြန်လည်ထူထောင်ရေးလုပ်ငန်းလည်းအများကြီးအရေးကြီးတာဖြစ်ပါတယ်အဲ့တော့ပြန်လည်ထူထောင်ရေးမှာဘာတွေလုပ်တယ်ဆိုရင် psycho social economic ဆိုပြီးတော့လူနာတွေရဲ့စိတ်ပိုင်းဆိုင်ရာလူမှုရေးပိုင်းဆိုင်ရာเนาะစာဝတ်နေရေးပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုအတွက်ကိုပြန်လည်ထူထောင်ရေးလုပ်ငန်းကိုလုပ်ပေးကြရပါတယ်။နာယောဂဖြစ်ပြီဆိုလို့ရှိရင်လူတွေဟာစိတ်ထဲမှာနာကျင်တယ်ဝန်းနေတယ်စိတ်တက်ကြတယ်အဲ့ဒီအရာတွေခံစားရပါတယ်။ကိုယ်တော့တက်တည်ခြင်းနဲ့စိတ်အထိဖြစ်ပေါ်လာတာတွေရှိတယ်အဲ့တော့သူတို့ရဲ့ထိကိတ်ကြည်ကိုဝင်နေတဲ့စိတ်ဓာတ်တွေကိုပြန်လည်ပြီးတော့ပြန်ပြီးတော့သူတို့ပေါ့စိတ်ခံစားမှုတွေကိုပျောက်ကင်းသွားဖို့အတွက်ကိုကျမတို့ဟာကိုချင်းစာရေးစိတ်နဲ့သူတို့နှစ်သိမ့်အားပေးခွန်အားပေးခြင်းအပြင်သူတို့စိတ်ဓာတ်ကိုပြန်လည်မြင့်တင်ပေးခြင်းကိုကျမတို့လုပ်ရတာဖြစ်တယ်နောက်ပြီးတော့စိတ်ပိုင်းဆိုင်ရာကိုပြန်လည်ထူထောင်ပေးလုပ်တဲ့အပြင်လူမှုရေးနဲ့ပတ်သက်ပြီးတော့လည်းသူတို့မှအခက်အခဲရှိတယ်နောက်ပြီးဒီနဲ့ပတ်သက်ပြီးတော့သူတို့မှအခက်အခဲရှိတယ်ဒီအခက်အခဲတွေအတွက်ကိုဒီ rehabilitation ဆိုတဲ့လုပ်ငန်းတကယ်အရေးကြီးပြီးတော့တကယ်လုပ်ထိုက်တဲ့လုပ်ငန်းဖြစ်ပါတယ်ဒီလူနာတွေအတွက်เนาะဒီယောဂခံစားစေနဲ့ခံစားပြီးလူနာတွေအတွက်တွေ့ကြုံရတဲ့ဒီအခက်အခဲပြဿနာတွေကိုပြန်လည်ထူထောင်ရေးလုပ်ငန်းများနဲ့ပြန်လည်လှုပ်ဆောင်တဲ့အခါမှာဒီလုပ်ငန်းကိုနိုင်ငံတော်အစိုးရကရော NGOs INGOs တွေလူမှုအဖွဲ့အစည်းတွေကတော့လှုပ်ဆောင်ကြပါတယ်ကျမတို့ခရစ်ယာန်ယဉ်ကျေးသူအတိုင်းဝိုင်းမှာဆိုလို့ရှိရင်အထင်ကြီးရှိတဲ့အဖွဲ့အစည်းတစ်ခုကတော့မြန်မာနိုင်ငံခရစ်ယာန်သာသနာအနာကြီးယောဂလုပ်ငန်းလို့ခေါ်တဲ့ MCLM ပေါ့နော်မြန်မာ Christian Leprosy Mission ဆိုတဲ့အဖွဲ့
ကအဓိကအလုံးလုံးနေတာဖြစ်ပါတယ်အဲ့ဒီအဖွဲ့ကိုဆိုရင်1984ခုနှစ်မှာစတင်ပြီးတော့တည်ထောင်ခဲ့ပါတယ်ဒီအဖွဲ့အဆိုလို့ရှိရင်မြန်မာနိုင်ငံမှာရှိတဲ့ခရစ်ယာန်ဂိုင်းပေါင်းစုံကိုကိုစားပြုပြီးတော့သာသနာအမှုတော်မြတ်မှာပါဝင်တာဖြစ်တဲ့အဖွဲ့ရဲ့ရည်ရွယ်ချက်ကတော့အနိုင်ယောဂဝေဒနာခံစားနေရတဲ့သူတွေအားလုံးယောဂပြောက်ပြင်းရေးနောက်ပြီးတော့လူအတိုင်းဝိုင်းကိုပြန်လည်ရောက်ရှိရေးမတန်ဆွမ်းသူများကိုဖေးမကူညီမှုပြုပြီးတော့လူမျိုးဘာသာအဆင့်တန်းမခွဲပဲခရစ်တော်ရဲ့နာမတော်မြတ်မှမေတ္တာပြပြီးအမှုတော်ဆောင်ရန်ဖြစ်တယ်။နောက်ဒီအဖွဲ့ဟာရည်ရွယ်ချက်အတိုင်းပဲအကောင့်တွေပေါ်လှုပ်ဆောင်ရလည်းရှိပါတယ်။နောက် MCLM မှာအဓိကပံ့ပိုးကူညီပေးတဲ့အနာဂတ်သာသနာအဖွဲ့ငယ်လည်းသူတွေလက်အောက်မှာ10အဖွဲ့ရှိပါတယ်။အဲ့ဒီအဖွဲ့တွေကတော့ Methodist အသင်းတော်အထက်မြန်မာပြည်အနာကြီးယောဂဆောင်းရှောက်မှုသာသနာနောက်အဲ့ဒီ Methodist Mission ကတော့အခုဆိုလို့ရှိရင်ဒီရင်းနာအနိုင်ယောဂဆေးရုံမှာလည်းများစွာကူညီပံ့ပိုးထောက်ကူပြုခဲ့ပါတယ်ဆေးရုံဒါမကဆေးရုံနီးမှာရှိတဲ့နောက်ကိုလိုနီရွာပေါ့နော်ကျမတို့ဒီဆေးရုံကိုမန္တလေးကနေအဲ့ဒီရင်းနာအခါမှာမန္တလေးမှာနေစဉ်ကတည်းကအဲ့ဆေးရုံပတ်ဝန်းကျင်မှာနိုင်ယောဂဆေးရုံကိုအမိပြုပြီးနေထိုင်နေတဲ့အနာယောဂတွေရဲ့ရွာရှိပါတယ်အဲ့ဒီရွာလူတွေကိုပါဒီအရင်ကကိုပြောင်းရွှေ့လိုက်ပြီးတော့ဆေးရုံနဲ့2မိုင်အကွာမှာနတ်တာမြန်ရွာဆိုတဲ့နာမည်လေးနဲ့အမရွာတရွာကိုလည်းအစိုးရထူထောင်ပေးထားတယ်အဲ့ဒီရွာမှာလည်းလူနာတွေများစွာဒီယောဂခံစားပြီးခဲ့သောသူများယောဂတဲ့နဲ့ပတ်သက်ဆွေမျိုးမိသားပါတယ်ဒီလူတွေရဲ့စာဝတ်နေရေးနဲ့ပတ်သက်ပြီးတော့ရောလူမှုရေးစီးပွားရေးအလုံးတို့ကိုလည်းဒီအကျိုးလုပ်ငန်းလုပ်တဲ့အခါမှာဒီ MCLM ကထောက်ပံ့ထားပေးတဲ့ Methodist အသင်း MCLM မှာဆိုလို့ရှိရင် Methodist အသင်းတော်ကနေတဆင့်ပြီးတော့ဒီအနာယောဂဆောင်ရှောက်မှုကိုပြုလုပ်ပေးတယ်နောက်ပြီးတော့လူမှုရေးစီးပွားသာသနာရေးပါလုပ်တာဖြစ်တယ်ပြီးရင်နောက်တစ်ခုကမော်လမြိုင်ခရစ်ယာန်အရေးပြဆေးရုံနောက်တစ်ခုကရှမ်းတိုင်းခရစ်ယာန်သာသနာအနာကြီးယောဂလုပ်ငန်းနောက်တစ်ခုကနောင်ကန်အနာကြီးရိပ်သာကျိုင်းတုံမျိုးနောက်တစ်ခုက Saint Teresa မိဘမဲ့ဂေဟာနဲ့အနာကြီးယောဂသာသနာလုပ်ငန်းဒါတော့တရက်မြို့အနီးမှာရှိပါတယ်နောက်တစ်ခုကမင်းဘူးအနာကြီးသာသနာလုပ်ငန်းနောက်တစ်ခုကမယန်းချောင်းနှစ်ချင်းအနာကြီးယောဂသာသနာလုပ်ငန်းမယန်းချောင်းဆိုတာစောစောကကျွန်မပြောတဲ့ထောက်ကျန်ဆေးရုံကလူနာတချို့နေခဲ့တဲ့နေရာပေါ့နော်နောက်တစ်ခုကပသိမ်အနာကြီးယောဂသာသနာနောက်တစ်ခုကလက်ပံအနာကြီးသာသနာလုပ်ငန်းနောက်တစ်ခုကမူဆဲအနာကြီးသာသနာလုပ်ငန်းအဲလုပ်ငန်းတွေဖြစ်ပါတယ်ဒီလုပ်ငန်းတွေအားဖြင့်ဒီကျမတို့ဒီခရစ်ယာန်ဘိုင်းပေါင်းစုံကိုဦးစီးပြီးတော့ဒီ MCLM ကနေပြီးတော့လှုပ်ရှားနေတဲ့အနာကြီးသာသနာလုပ်ငန်းတစ်ခုဖြစ်တယ်ဆိုတာကိုအနေနဲ့ဖော်ပြလိုပါတယ်ယခုကျွန်မဖော်ပြခဲ့တဲ့အရာကတော့အခုကျွန်မဖော်ပြပြီးပြောဆိုခဲ့တဲ့အရာတွေကတော့ဒီ leprosy ကျွန်မရဲ့အကြောင်းအနည်းငယ်ရဲ့နောက်ပြီးတော့ဒီ leprosy လုပ်ငန်းဆေးရုံအကြောင်းတွေရဲ့ leprosy ယောဂအကြောင်းကိုပြောပြခဲ့တာဖြစ်ပါတယ်အခုဆက်လက်ပြီးတော့ကျွန်မတို့ကျွန်မပြင်ဆင်လာခဲ့တဲ့ဒီနှုတ်ကပတ်တော်ဘက်ကိုအနေနဲ့သွားကြရအောင်စောစောကတဘာပတိကလည်းဖတ်သွားပြီးဖြစ်ပါတယ်။နောက်တဲ့ခရစ်ယာန်ကျမ်းအခန်းကြီးအငယ်34ကနေ40ထိဖတ်သွားပြီးအားလုံးလည်းကြားနာပြီးဖြစ်ပါတယ်။နော်ဒီထဲကနေပြီးကျွန်မရွေးချယ်လိုက်တဲ့အချက်ကလေးတစ်ခုကတော့အခန်းငယ်40မှာပါဝင်တဲ့အခန်းငယ်40မှာပါဝင်တဲ့တင်တို့သည်ဤသူတည်းဟုသောငါညီတို့တွင်အငယ်ဆုံးသောသူတယောက်အားပြုကြသမျှတို့ကိုငါအားပြုကြဆိုတဲ့အကြောင်းလေးကိုအဲ့ဒီစာပိုက်ကလေးကိုကျွန်မရွေးဖြစ်ပါတယ်။နောက်အငယ်ဆုံးသောသူပေါ့နော်အငယ်ဆုံးသောသူတာပဲလို့လူလေကျွန်မတို့ဟာခရစ်တော်ရဲ့နော်တရားဟောချက်တွေကိုကျွန်မတို့ကဒီခရစ်ဝင်ကျမ်းတွေမှာကျွန်မတို့တွေ့ရှိရပါတယ်။ရှမသက်ခရစ်ယာန်ခန်းကြီး25မှာဆိုရင်ခရစ်ကကောင်းကင်နိုင်ငံနဲ့ဆက်ဆိုင်တဲ့ဥပမာများကိုပြောကြားခဲ့ဖြစ်ပါတယ်။သူတို့ဖြင့်ခရစ်တော်ဟာမိမိဘုန်းအာနုဘော်ကိုဆောင်ပြီးတော့တန်ရှင်းသောကောင်းကင်တမန်များကြွလာမယ်။ပြီးတော့လူမျိုးအပေါင်းကိုသိုးနဲ့စိတ်နဲ့ခွဲမယ်။ရောက်တဲ့အခါမှာเนาะအဲဆုံးမှာတိုးဖြစ်ခင်ရသူနဲ့စိတ်ဖြစ်ရမဲ့သူတို့အကြောင်းကိုသူရှင်းလင်းထားတာဖြစ်ပါတယ်။အဲ့ဒီချိန်မှာเนาะမင်းကြီးနဲ့အတူပေါ့နော်နိုင်ငံတော်ဝန်စားခွင့်မင်းကြီးရဲ့လက်ရဘက်မှာနေပြီးတော့တိုးဖြစ်ရမယ်ဖြစ်ဖို့အတွက်ဆိုလို့ရှိရင်သခင်ကဗာပြောခဲ့လဲနံပါတ်1အချက်အနေနဲ့သခင်ဘောခါလို့နှစ်ချရင်ငတ်တော့အခါသခင်ငတ်တော့အခါတောက်ဖို့ပေးတော်သူနံပါတ်3ချက်ကသခင်ဧည့်သည်ဖြစ်သည့်အခါဧည့်သည်
ဝတ်ကိုပြုတော်သူနောက်နံပါတ်၄ချက်ကသခင်အဝတ်အချီးစီးရှိသောအခါအဝတ်နဲ့ဖုံးတော်သူနံပါတ်၅ချက်ကသခင်အနာရောဂါဆွဲသောအခါကြည့်ရှုပြုစုတော်သူနံပါတ်6ချက်ကသခင်ထောင်ထဲမှာနေရသောအခါဆံလာတော်သူဆိုပြီးတော့သခင်ကပြောထားတယ်ဒီအကြောင်းအရာတွေဒီလိုသခင်ကိုဒီဝတ်တရားတွေကိုပြုလုပ်ခဲ့တဲ့သူတွေဟာတစ်ချိန်မှာမင်းကြီးရဲ့လက်ရဘက်မှာနေခွင့်ရမယ်တို့အဖြစ်ပါဝင်ခွင့်ရမယ်ဆိုပြီးတော့သခင်ပြောခဲ့တယ်ဒီအချိန်မှာသူ့ရဲ့တပည့်တော်တွေကသူ့ကိုမေးခဲ့ပါတယ်ဒါတွေသူတို့တိတ်နားမလည်တဲ့အခါမှာမေးခဲ့တဲ့အခါမှာသခင်ကပြောလဲဆိုလို့ရှိရင်နော်သခင်ကဒီလိုမျိုးသူပြစ်ဖို့အတွက်ကိုသခင်ကိုစားအငယ်ဆုံးသောသူတယောက်ကိုပြုရမယ်အငယ်ဆုံးသောသူတွေဒီအချက်တွေပြုမယ်ဆိုလို့ရှိရင်သခင်ဟာသခင်အလိုရှိသောသူဖြစ်ပြီးသခင်ရဲ့သူပေးထားတဲ့အမွေဖြစ်တဲ့နိုင်ငံတော်ကိုဝင်စားခွင့်ရမယ်ဆိုပြီးတော့သူ့ရဲ့တပည့်တော်တွေကိုပြောခဲ့တာဖြစ်တယ်။နောက်ဒီအငယ်ဆုံးသောသူဆိုတဲ့ဟာဘယ်လိုလူမျိုးလဲကျမတို့စမ်းစစ်ကြည့်အောင်အကူအညီလိုနေတဲ့သူဟာအငယ်ဆုံးသောသူဧကန်စစ်စစ်ဖြစ်မြန်မာစကားမှာမျက်နှာငယ်ရတယ်ဆိုတဲ့အဓိပ္ပာယ်ဟာသေးသိမ်ခြင်းအားနည်းခြင်းအောက်ကျခြင်းတို့ကိုဖော်ပြတာဖြစ်တယ်။မျက်နှာငယ်ယုံမကပညာငယ်သူစီးစိမ်ငယ်သူရာထူးငယ်သူအဲ့ဒီဟာအားလုံးကိုစုပေါင်းစုယုံပြီးတော့သခင်ယေရှုကအငယ်ဆုံးသောသူလို့ခေါ်ပြခဲ့တာဖြစ်ပါတယ်။နောက်အမှန်တကယ်တော့အားနည်းသူအကူအညီလိုနေသူအားလုံးဟာဆိုလို့ရှိရင်အငယ်ဆုံးသောသူတွေပဲဖြစ်ပါတယ်။ကျမ်းပယ်ဒန္တာရီလေးတစ်ခုဖော်ပြထားလေးဆိုတော့တခါတော့ကရှောလမုန်မင်းကြီးဟာသူ့ရဲ့ရှေးဘမြစ်ဖျားနဲ့အတူဒီနေ့ကျတော့သူဟာလှပတဲ့လှည့်ရင်လေးကိုစီးပြီးတော့တိုင်းခန့်လှည့်လေတယ်လို့ပြောပါတယ်။အဲ့ဒီချိန်မှာလမ်းတနေရာမှာပြည့်စိတ်အောင်ကိုတွေ့တယ်တဲ့ပြည့်စိတ်အောင်ကိုတွေ့တဲ့အခါမှာဒီအခါမှာရှောလမုန်မင်းကြီးဟာသူ့ရဲ့မျက်နှာမောင်းသူကိုသူကပြောလဲဆိုရင်ဒီပြည့်စိတ်အောင်ချောင်ပြီးတော့ကွင်းပြီးတော့မောင်းပါလို့ပြောတယ်တဲ့အဲ့ဒီချိန်မှာရှေးဘမြစ်ဖျားပါလို့ရှိရင်ဒီဘာမှမဟုတ်တဲ့ဒီပြည့်စိတ်အောင်လေးတအောင်အတွက်ကြောင့်မရထားကိုရှောင်ကွင်းပြီးမောင်းနေရတာမသိတော့ပါဘူးမင်းကြီးလို့သူကပြောတယ်တဲ့ဒါပေမဲ့အဲ့ဒီချိန်မှာရှောင်းလုံးမင်းကြီးကပြောလဲဆိုလို့ရှိရင်အာကြီးသူဆိုတာတဲ့အားနည်းသူကိုညှတားရမယ်ဆိုပြီးပြန်ပြီးပြောလိုက်တယ်တဲ့ဆိုလိုတာကအားနည်းသူကိုကျမတို့ကနေ့စဉ်တွေ့နေကြရတာဖြစ်တယ်ဒါပေမဲ့ရှောလမုန်မင်းကဲ့သို့ပဲကျမတို့ကစဉ်းစားမိခြင်းနေပါတတ်ကြပါတယ်တခါတရံကိုလန်းသွားနေတဲ့ကိုတွေ့ရတဲ့အားနည်းသူတွေကိုကူညီမဆမယ်အစားယထာနဲ့တက်ကြိတ်သလိုပဲဒုက္ခပေးမိတာမျိုးလည်းကျမတို့ရှိတတ်ပါတယ်ဒါကိုကျမတို့ကဆင်ခြင်ရမှာဖြစ်ပါတယ်နော်အငယ်ဆုံးသောသူတယောက်ကိုလစ်လူရှုမထားဖို့တခင်ကလည်းတွင်တင်ခဲ့တာဖြစ်တယ်အပရ Miss Susan Haswell ဆိုတဲ့တာသနာပြုအမျိုးသမီးတယောက်အကြောင်းလေးဝင်လာလို့ပါတယ်သူက1844ခုနှစ်မှာသူကြိုက်ကမင်မွေးဖွားခဲ့တာဖြစ်ပါတယ်။မွန်လူမျိုးများကိုပထမအဆုံးစတင်ပြီးသာသနာပြုတဲ့သိက္ခာတော်ရဆရာ James Haswell ရဲ့သမီးလည်းဖြစ်ပါတယ်။သူကဆိုရင် Boston မြို့မှာပညာသင်ယူခဲ့တယ်။ပြီးတော့မော်လမြိုင်အထက6ကျောင်းကိုလည်းမထကကျောင်းအဲ့တုန်းကဆို modeling ကျောင်းလို့ခေါ်တဲ့ကျောင်းကိုအုံနဲ့တိဆောက်ပြီးတော့လှူဒန်းခဲ့တယ်။သူကချမ်းသာကြွယ်ဝတယ်တင်းတင်းတဲတဲလည်းနေနိုင်တယ်။ခေပညာတတ်လည်းဖြစ်တယ်။အေးအေးဆေးဆေးနေနိုင်ရဲ့သားနဲ့သူကဆိုလည်းမော်လမြိုင်မြို့မှာအရေးပြားဖြစ်နေတဲ့လူတွေတွေ့တဲ့အခါမှာအလုံးတနာကျင်နာခြင်းစိတ်ဖြစ်ပြီးတော့သူဟာဒီလူတွေကိုသူပြုစုဆောင်ရှောက်မယ်ဆိုပြီးတော့မြတ်တာထားပြီးပြုစုဆောင်ရှောက်မယ်သူဆုံးဖြတ်ခဲ့ပြီးတော့သူကအဲ့ဒီအငယ်ဆုံးသောသူတွေကိုပေးဆက်ခဲ့တဲ့သူဖြစ်တယ်ယခုချိန်အဲ့ဒီမှာမော်လမြိုင်တောင်ဝိုင်းအနာရီယောဂဆေးရုံပေါ့နော်ရေပြားဆေးရုံမှာဆိုလို့ရှိရင်လည်းသူကကျမ်းမာရေးသာသနာပြုလုပ်ငန်းများကိုကြိုးပမ်းလှုပ်ဆောင်ခဲ့တာဖြစ်တယ်သူရဲ့လှုပ်ဆောင်မှုကြောင့်ဖျားပုံရခဲ့တာဖြစ်တယ်။ကြိုက်ခမီမြို့မှာလည်းစေကန်တစ်ခုဖွင့်ပြီးတော့ဧဝံဂေလိလုပ်ငန်းကိုလုပ်ခဲ့သေးတယ်။1892ခုနှစ်မှာဒေါက်တာသောမတ်နဲ့ရခိုင်ပြည်နယ်သာသနာပြုလုပ်ငန်းကိုလုပ်ခဲ့တယ်။1902ခုနှစ်မှာလည်းတနင်္သာရီကမ်းရိုးတန်းစိုက်ပျိုးရေးနဲ့သာသနာပြုလုပ်ငန်းပြည်မနယ်မြို့မှာလည်းစိုက်ပျိုးရေးကျောင်းနဲ့သာသနာပြုလုပ်ငန်းတွေလုပ်ခဲ့တယ်။ရန်ကုန်သမိုင်းမိဘမဲ့ကလေးကြီးဟာနောက်မင်္ဂလာဒုံမိဘကမဲ့ကလေးကြီးဟာတွေကိုလည်းသူထူထောင်ခဲ့ပြီးတော့အတက်တရောပဲသူလှုပ်ဆောင်ခဲ့ပါတယ်။နှစ်ပေါင်း9နှစ်တန်တိုင်သူဟာမြန်မာပြည်ခရစ်ယာန်သာသနာလုပ်ငန်းအမျိုးမျိုးနဲ့အငယ်ဆုံးသောသူတို့ကိုဆက်ကပ်ပြုစုစောင့်ရှောက်ခြင်းလုပ်ငန်းကိုသူကလုပ်ခဲ့တဲ့သူဖြစ်တယ်။ဒါကြောင့်အခုချိန်မှာဆိုလို့ရှိရင်မော်လမြိုင်အဲ့ဒီအရေးပြားယောဂကုဆေးရုံဝင်းမှာရှိတဲ့ဘုရားကျောင်းရှေ့မှာသူ့ရဲ့အုပ်ကူရှိပါတယ်။အဲ့ဒီမှာသူ့ရဲ့သင်ချိုင်းမှာဆိုလို့ရှိရင်ကပီးကြောက်
တရားမှာဘယ်လိုစာတမ်းထိုးထားလဲဆိုရင်ဒီတက်ဆွမ်းသမျှလုံဆောင်ခဲ့ပြီ she has done what she could ဆိုပြီးစာတမ်းထိုးထားပါတယ်ဒီအမျိုးသမီးကဆိုလို့ရှိရင်အငယ်ဆုံးသောသူများကိုသခင်ကိုစားကျွေးမိပြီးစောင့်ရှောက်ခဲ့တဲ့လူဖြစ်တဲ့တောင်းရန်ပေးခဲ့တဲ့ဧည့်သည်ဝတ်ပြုခဲ့တဲ့လုံခြုံမှုကိုပေးခဲ့တဲ့လူတစ်ယောက်ဖြစ်တဲ့ဒါဘုံတော်ထင်ရှားဖို့ဖြစ်တယ်ကျမတို့ကဆိုလို့ရှိရင်လည်းကျမတို့ကအဲ့ဒီဟာကိုကြည့်ပြီးတော့ကျမတို့လည်းအမှုတော်မြတ်မှာပါဝင်ဆက်ကပ်ခြင်းနဲ့ဒါပေမဲ့ကျမတို့ကအမှုတော်ဆောင်လည်းမဟုတ်ဘူးတာမန်ယုံကြည်သူတဲ့သူ့လိုပေးပြီးလုပ်နိုင်ပါလေလို့ကျမတို့ပြောစရာရှိပါတယ်ဒါမဲ့ဒါဆိုလို့စင်ကြီးဒါဖြစ်တယ်စောရကတက်တာဖြစ်တယ်အမှန်တကယ်တော့ဒီနေရာမှာကျမတို့ကဘယ်လိုစဉ်းစားမလဲဆိုရင်ကျမတို့ပတ်ဝန်းကျင်မှာနေတူတူကတွေ့နေရတဲ့အားနည်းသူတွေအကူအညီတွေသူများဖြစ်တဲ့အငယ်ဆုံးသောသူတွေကိုကျမတို့အကူအညီဆောင်ရှောက်ခြင်းအဖြစ်ဒီလိုပဲအမှုတော်များမှာပါဝင်လို့ရပါတယ်เนาะဒီတခင်ဟာဆိုလို့ရှိရင်သူရဲ့သူခွင့်ပြုထားတဲ့သူရဲ့နိုင်ငံတော်ကိုအတွက်မင်းကြီးဘေးမှာနေဖို့အတွက်ဆိုရင်သူကအချက်လက်များကိုပေးခဲ့ပါတယ်ဒီအချက်လက်များတွေကတော့ပထမအချက်ကဆိုလို့ရှိရင်အငယ်ဆုံးသောသူတယောက်မှုတ်သိသောအခါလှုပ်ကြွေးခဲ့ဘူးပါသလားတဲ့ဒါကျမတို့ပြန်နေဆင်ခြင်ဖို့ပေါ့နော်အငယ်ဆုံးသောသူတယောက်မှုတ်သိတာလှုပ်ကြွေးခဲ့ဘူးပါသလားတဲ့ကျမတို့ဆိုလို့ရှိရင်ဘုံတည်ရှိလူကြီးလူကောင်းတွေဖြစ်တဲ့နော်ဥပုံတွေကိုလည်းမှန်မှန်လေးစားတဲ့တမန်ကျမ်းစာတွေဖတ်တဲ့ဆုတောင်းတယ်နော်ဖះကိုဝတ်ပြုပေါ့နော်ဒါပေမဲ့ကျမတို့ပတ်ဝန်းကျင်မှာရှိနေတဲ့အနည်းတယောက်စာလောင်နေတဲ့ဟာကိုကျမတို့ကြွေးမိခဲ့ဘူးသလားဆိုတာလေးကျမတို့ပြန်နေဆင်ခြင်ရအောင်အဲ့လိုမကြွေးမိခဲ့ဘူးဆိုရင်သခင်ကမနှစ်သက်ပါဘူးဒါမဲ့ကျမတို့ဟာသခင်ပြောတဲ့အတိုင်းအငယ်ဆုံးသောသူကိုကြိုးမိဆောင်ဆိုဆာလုံနေတဲ့သူတွေကြွေးမိဆောင်တော့ခဲ့မယ်ဆိုရင်သခင်ကတိမှတ်လာပါလိမ့်မယ်။နောက်နံပါတ်2အချက်ကအငယ်ဆုံးသောသူတယောက်ရင်ငတ်သောအခါတောက်ဖို့ပေးခဲ့ဘူးပါကလားပေါ့။ရေဆိုတဲ့နေရာမှာဒီနေရာပါလဲဆိုတော့နှုတ်ကပတ်တော်ရေကိုကျမတို့ပို့ပါတယ်ဝိညာဉ်ရေးအတွက်အလွန်ရေးကြီးပါတယ်ဝိညာဉ်ရေးပေါ့နော်။အဲ့ဒီမှာကျမတို့ဟာဆိုလို့ရှိရင်တချို့သောသူတွေကဆိုလို့ရှိရင်နှုတ်ကပတ်တော်ကိုစာငတ်လျက်ရှိပါတယ်နော်အဲ့ဒီလူတွေစာငတ်နေတဲ့အချိန်မှာကျမတို့မတိုက်ကြွေးခဲ့ဘူးဆိုလို့ရှိရင်နောင်တရစရာအကြောင်းရှိပါလိမ့်မယ်ဧဝံဂေလိသတင်းစကားကိုကြားရှင်သူတွေကိုကျမတို့ဟာအသက်ဆိုင်ရဖြစ်တဲ့နှုတ်ကပတ်တော်ကိုတောက်စီဖို့ပြက်ကွက်ခဲ့နေသခင်မနှစ်သက်ပါဘူးကျမတို့ဟာသခင်လိုရှိတဲ့တို့ကိုသူတို့စာငတ်နေတဲ့ရေကိုကျမတို့တိုက်မယ်ဆိုလို့ရှိရင်သခင်တိမှတ်ပါလိမ့်မယ်နံပါတ်3အချက်အနေနဲ့အငယ်ဆုံးသောသူတယောက်ဒီဧည့်သည်ဖြစ်သောအခါဧည့်သည်ဝတ်ကိုပြုခဲ့ပူပါသလားအဲ့ဒါလေးလည်းပြန်ပြီးရှင်းချင်ရမယ်ဒီနေ့ခေတ်မှာတော့ဧည့်သည်ဝတ်ကိုပြုဖို့အတွက်လူတွေကြောက်ကြတယ်အများကြီးရှိပါတယ်အိမ်တကားကိုလုံခြုံစွာတောက်ခတ်ထားပါတယ်အခုလက်တလောဖြစ်နေတဲ့ကျမတို့ဒီ COVID-19 ကာလရဲ့အခက်အခဲကိုပြောတာမဟုတ်ပါဘူးအခုကတည်းကကျမတို့တွေကအထူးသဖြင့်မြို့ကြီးမှာရှိတဲ့လူရှင်မိမိအိမ်ကိုလူစိမ်းလာတာမကြိုက်ကြဘူးတကားတွေခတ်ထားကြတယ်ရှိတယ်နော်မြို့ပေါ်မှာအဲ့လိုပေါ့နော်နောက်ပြီးအိုဆိုတာဧည့်သည်ကိုညင်းပယ်ခြင်းဟာဆိုလို့ရှိရင်တဲ့ကဲတင်ရှင်ကိုညင်းပယ်ခြင်းဖြစ်ကြောင်းကျမတို့ Christmas ပုံမြင်နေတယ်မှာလည်းတွင်တင်ခြင်းခံရပါတယ်ကြားပူကြပါတယ်အဲ့ဒါကြောင့်မလို့ဧည့်သည်တွေကိုကျမတို့ဧဝတ်ပြုခဲ့ပါသလားဧဝတ်မပြုပြီးရင်သခင်မနှစ်သက်ပါဘူးဧည့်သည်တွေကိုဧဝတ်ပြုမယ်ဆိုလို့ရှိရင်သခင်ကတိမှတ်ပါလိမ့်မယ်နောက်လေးအချက်အနေနဲ့အငယ်ဆုံးသောသူတယောက်ရဲ့အဝတ်အချီးစီးရှိနေစဉ်အဝတ်နဲ့ဖုံးလွှမ်းပေးခဲ့ဘူးပါသလားအဝတ်ဆိုတဲ့အဓိပ္ပာယ်ကတော့လုံခြုံမှုကိုပေးတယ်လှပမှုကိုပေးတယ်နောက်ကြက်တည်ရှိခြင်းကိုပေးတာဖြစ်တယ်ယခုအချိန်မှာဆိုလို့ရှိရင်အငယ်ဆုံးသောသူတယောက်လုံခြုံမှုကျမတို့ပေးပါသလားဘေးလွတ်လုံခြုံအောင်ကျမတို့ကာကွယ်ပေးရမှာဖြစ်ပါတယ်အငယ်ဆုံးသောသူတယောက်ဘဝလှပအောင်အတွက်ကျမတို့ဆင်ရင်ပေးပါသလားအငယ်ဆုံးသောသူတယောက်ကြက်တည်ကျမတို့လုပ်ပေးပါသလားဒီအမှုရာကိုလုပ်ရပုံလို့ထင်ရှားစရာဖြစ်တဲ့သခင်ကလည်းတိမှတ်မှာဖြစ်ပါတယ်နောက်နံပါတ်5ချက်အနေနဲ့အငယ်ဆုံးသောသူတယောက်အနာရောဂါဆွဲတဲ့ကြည့်ရှုပြုစုပူပါသလားအနာရောဂါလို့ပြောတဲ့အခါမှာအထူးသဖြင့်လူတွေပြစ်ပယ်ခြင်းခံရတဲ့ဒီနော်ကုသယောဂါရှိသူများအထူးသဖြင့်ဒီနေ့ဟာအနာရောဂါဖြစ်တဲ့အတွက်အနာရောဂါကိုကျမတို့ရင်းညွှန်းပြီးပြောမယ်ဆိုရင်အနာရောဂါတွေကိုကျမတို့ကရှာလာတွေးလို့ရှင်ကြောက်ရွံ့ပြီးတော့ကွင်းသွားပါသလားသူတို့ကိုပြုစုဆောင်ရှောက်မှုကိုလုပ်ပါရဲ့လားသူတို့ကိုခပ်ကင်းကင်းမဲ့နေချင်ကြသလားဆိုတဲ့ဟာကိုကျမတို့စဉ်းစားရမယ်နော်ချမ်းသာကြွယ်ဝသူတွေအများကတော့စီးရုံအစ်တွေဆောက်ထားပြီးစီးရုံတွေမှာငွေကုန်ကြေးကြခံပြီးတော့ကုသမှုကိုခံယူကြတယ်ဒါပေမဲ့ဆင်းရဲသူနှုံချသူနော်အဲ့လိုမတက်နိုင်တဲ့သူတွေဒီလိုဆေးရုံကြီးတွေမှာမတက်ရောက်နိုင်တဲ့အခါမှာဘောဂဝေဒနာခံစားနေရအောင်ကျမတို့ဒီတိုင်းပဲလက်ပိုက်ကြည့်နေသလားသူတို့တွေကိုပြစ်ပယ်ထားသလားဒါတွေကိုကျမတို့ပြန်လည်ပြီးတော့ဆင်ခြင်ရမှာဖြစ်တယ်နောက်တစ်ခုကဆိုလို့ရှိရင်စိတ်နဲ့ဆိုင်တဲ့ဝေဒနာခန္ဓာနဲ့ဆိုင်တဲ့ဝေဒနာဝိညာဉ်နဲ့ဆိုင်တာ
ဆိုင်တဲ့ဝေဒနာစသဖြင့်ဝေဒနာအမျိုးမျိုးလည်းရှိပါတယ်ကိုယ်စိတ်နှလုံးသုံးပါဝေဒနာခံစားနေရတဲ့သူတွေဆံကိုကျမတို့ရောက်အောင်သွားပြီးသူတို့ကိုလိုအပ်တဲ့ပြုစုကုသဆောင်ရှောက်မှုစိတ်ဆိုတဲ့စိတ်အတွက်ခန္ဓာလည်းခန္ဓာအတွက်နော်ဝိညာဉ်ဆိုလည်းဝိညာဉ်အတွက်ဒါတွေအတွက်ကျမတို့ကပြုစုဆောင်ရှောက်မှုမျိုးလုပ်ပါသလားဒီလိုလုပ်မယ်ဆိုရင်သခင်ကတိမှတ်ပါလိမ့်မယ်နောက်ဆုံးအချက်ဖြစ်တဲ့နံပါတ်6ချက်မှာတော့အငယ်ဆုံးသောသူတယောက်ထောင်ထဲမှာနေရတဲ့အခါသူ့ထံကိုသွားခဲ့ပါသလားတဲ့ထောင်လို့ပြောတဲ့အခါမှာအချုပ်နှောင်ကိုဆိုလိုတာဖြစ်တယ်အချုပ်နှောင်ဆိုတာအမျိုးမျိုးရှိတယ်တကယ်လည်းထောင်ကျနေတဲ့လူတွေလည်းပါဝင်ပါတယ်ထောင်ကျတဲ့လူတွေမှာအပြစ်ရှိလို့ထောင်ကျတဲ့လူတွေရှိသလိုတချို့ကအပြစ်မရှိဘဲနဲ့လည်းကျမတို့ကြားဘူးပါတယ်ဒီသူတွေအတွက်ကောကျမတို့ကတတိယပါရဲ့လားသူတို့ထံသွားမိပါရဲ့သွားဖို့နေနေတာတတိတောင်မရတာမျိုးရှိတယ်ဥပမာအကြောင်းကြောင့်မသွားနိုင်တော့ဆူတောင်းပေးခြင်းအဖြစ်ကျမတို့သူတို့ကိုတတိယလို့ရလို့ဖြစ်ပါတယ်နောက်တစ်ခုကစာရန်ချီနှောင်မှုလောကရဲ့ချီနှောင်မှုခံရတဲ့သူတွေခက်ခဲတွေများစွာခံရတဲ့သူတွေကိုလည်းကျမတို့ဟာချုပ်နှောင်ခံရတဲ့လူတွေလို့သိမှတ်ပြီးတော့သူတို့ကိုလိုအပ်တဲ့အရာတွေကိုကျမတို့ကူညီပေးရမယ်အားကြောက်ရမယ်နော်ပြီးလို့ရှိရင်ဆူတောင်းပေးခြင်းအပြင်ဒီကောင်လုပ်ပေးရမှာဖြစ်တယ်ဒီလိုလုပ်မယ်ဆိုလို့ရှိရင်ဖယားရှင်သခင်နှစ်သက်မှာဖြစ်ပါတယ်အဲ့တော့ဒီမှုရာကိုလည်းသခင်ကတိမှတ်ထားမှာဖြစ်တယ်နိုင်ငံတော်ကိုဝင်ရဖို့မင်းကြီးရဲ့လက်ရဘက်မှာနေရဖို့တိုးအုပ်စုထဲမှာပါဝင်ဖို့အတွက်ကိုသခင်ကိုပြုရမယ်ဝတ္တရားတွေအစားကျမတို့အငယ်ဆုံးသောသူတွေကိုပြုစုကြရအောင်ဒီနော်ခန္ဓာနဲ့ဆိုင်တဲ့ဝေဒနာစိတ်နဲ့ဆိုင်တဲ့ဝေဒနာများခံစားနေရပြီးလူတွေရဲ့ပြစ်ပယ်ခြင်းခံနေရတဲ့အနာကြီးယောဂတွေများကိုကျမတို့ဟာတနာကျင်သာသောစိတ်နဲ့ကိုချင်းစာသောစိတ်နဲ့ကုညီဆောင်မဆာခြင်းအပြင်အငယ်ဆုံးသောသူတယောက်ကိုပြုစုသူနော်သခင်တိမှတ်သောသူဖြစ်ကြပါစို့လို့ခွန်အားပေးရင်းနဲ့တိုက်တွန်းလို့ဆိုမှုကိုညီကုန်းချုပ်ပါတယ်။တာသူအရောက်စီတိုင်းကြားကောင်းချီးပေးပါစေ။